ချစ်ခံပြီးကျွေသွားရမယ်ရာမဟုတ်ပါကြံ့ကြံ့ခံပြီးလွန်လည်ရမယ်ရာဝါဆိုတာငုံတုတ်ထိုင်ပြီးငိုနေရမယ်ရာမဟုတ်ပါရေရေတုပ်ပြီးရှစ်ဆက်ရမယ်ရာဝါဆိုတာရေရေတွေပဲရှိတဲ့ရာမဟုတ်ပါပျော်ရွှင်မှုလဲဖန်တီးယူရမှာဝါဆိုတာကူညီလိုအပ်တယ်လို့ကူညီမှုတွေလဲပြန်ပေးစွမ်းနိုင်ရမှာဝါဆိုတာရုံးတဲ့နေရာလေးကတည်ပြီးရှိကိုရဲရဲတက်လက်ရမယ်ကြောင့်ဝါရဲ့ဒီပဲများလူလူသားတွေပြင်ခဲ့ကြတာရာမဟုတ်ဘူးဒီဆိုင်ကြောဖြတ်တော်ရမယ်ရာဝါဆိုတာဒီချစ်ခံပြီးကျွေသွားရမယ်ရာမဟုတ်ပါချမ်းချမ်းခံပြီးလွန်လည်ရမယ်ရာဝါဆိုတာငုံတုတ်တိုင်းပြီးငိုနေရမယ်ရာမဟုတ်ပါ